ကုန်းခေါင်ခေါင်မှာရေသူမာလေးတယောက်ကူးကတ်လာလားဟမ်ဒါကတော့ပဲလေဆရာနဂါမမြဝိုင်းပါဗျာငါလိုရေမာပြောတဲ့နဂါအတွက်တော့ကလေးကရေသူမာလေးပဲပေါ့ဟုတ်တယ်ဆရာသမားကြီးမမြဝိုင်းလေးရလေမတွေ့လားကြားလို့လားမသိဘူးအရှမ်းကိုချောလာပဲဆရာသမားရဲ့စိတ်ဝင်စားစူးစမ်းပိုင်မှုရှိပါလေဟာဒီကဲဒီမှာဝိုင်းလို့ခေါ်ရင်စိတ်ဆိုးမှာနဂါနေ့လမ်းနေသွားစမ်းပါဟဲ့နေ့ကိုမြင်ရတရေတစ်ပတ်တစ်ကောင်မြင်နေရတယ်ပဲအေးထားတော့အဲ့ဒီတရေတစ်ပတ်တစ်ကောင်ကနင်းကိုလက်တက်ကျင်တယ်ဆိုရင်ဘယ်လိုဆုံးပြဟာပြောတယ်ဟုတ်တယ်ဟာချစ်ပါတယ်ကြိုက်ပါတယ်စကားဖလင်ကန်နေကြာလို့ထဲ့ပြောလိုက်နင်းကိုပိုင်လို့ဒီမှာနဂါဒီတွေ့ဘူးတဲ့မိန်းမိုက်တယ်မှာငါမပါဘူးနင့်ကတော့မှစိတ်ဝင်စားမလို့မင်းစိတ်ဝင်စားစရာကိုမလို့တာဒီကနဂါးတော့ငါလိုချင်တာရိုင်းအေးနင့်အင်းနဲ့ကငါ့ရတာနင့်လှုပ်ချစ်တယ်လို့လုပ်ရမယ်ငါ့ကိုတော့တတ်လို့မရအောင်နဲ့လောင်းတော့နောက်တော့မှဟောဒီကကိုနဂါးချင်းဝင်ချေကြီးကနှွေးထွေးလာကြီးရဲဆိုမလုပ်နဲ့